အားလုံးပဲမင်္ဂလာပါအဆေရရှားလေးတူတီရနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကဲ20ရက်နေ့လဲကျွန်တော်တို့ထပ်ပြီးတော့နှစ်သီးစားနဲ့ထပ်ပြီးတော့အောင်သွားပြန်ပြီเนาะကျွန်တော်ဗုဒ္ဓဦးမကျော်အထူးမွေးလေးလုံးခွေနဲ့ဗုဒ္ဓဦးမကျော်အထူးမွေးဇာတို့ပတ်တီရတော့မထွက်သေးဘူးเนาะနေ့တိုင်းတွေကတော့တောက်လျှောက်ထွက်တယ်เนาะနေ့တိုင်းတွေကတော့တောက်လျှောက်ထွက်တယ်ကျွန်တော် channel စတော့တာ9ရက်ရှိပြီတရားပဲလို့သေးရเนาะကဲဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့21ရက်နေ့စာကိုကျွန်တော်ထုတ်ပေးလိုက်မယ်21ရက်နေ့ဟာကဏ္ဍမထုတ်ပေးခင်21ရက်နေ့ကဏ္ဍမထုတ်ပေးခင်ကျွန်တော် channel လေးကို like and subscribe လုပ်တော့မမွေးပါနဲ့ခေါင်းလောင်းလေးကိုလည်းနှိပ်သွားလို့ရပါတယ်ခေါင်းလောင်းလေးကိုနှိပ်သွားခြင်းအပြင်ကျွန်တော်အသစ်တင်နိုင်သိရမှာဖြစ်ပါတယ်ကဲအဲ့ဆိုရင်ကျွန်တော်စလိုက်ရအောင်ဒါကကျွန်တော်20ရက်နေ့ထုတ်ပေးလိုက်တဲ့ကဏ္ဍလေးနော်20ရက်နေ့တွဲဆိုပြီးတာထုတ်ပေးလိုက်တာ16ပတ်တိဆိုပြီးထုတ်ပေးလိုက်တယ်ဒီမှာ16ဆိုဆင်းသွားရနော်ဒီနေ့ဒီမှာ6ခုဆိုပြီးတော့လည်းဆင်းသွားတယ်အကွက်လည်းဆင်းတယ်နှစ်သီးစားနဲ့ပေါ့နော်နှစ်သီးစားနဲ့ဆင်းသွားတယ်ဒါဗုဒ္ဓဦးမကျော်ဒုမွေလေးလုံးကိုနဲ့ဗုဒ္ဓဦးမကျော်စာတို့ပတ်တီရတော့မထွက်သေးဘူးကျွန်တော်အဲ့ဒါကိုလည်း21ရက်နေ့စာမှာပြန်ထည့်ရေးပေးလိုက်မယ်နော်ကဲအဲ့ဒါသွားလိုက်ရအောင်ကဲဟုတ်ပြီ21ရက်နေ့နေကုန်ကိုကျွန်တော်ကနှစ်ခွန်ဆိုပြီးတော့ထုတ်ပေးလိုက်မယ်နှစ်ခွန်ပတ်တီနှစ်ခွန်ပတ်တီထိုကွက်ကိုကခွန်နေခွန်လေးခွန်ရှေခွန်ကိုခွန်ခွန်ခွန်တုံးဒါ90ဆိုပြီးကျွန်တော်9ကွက်ထုတ်ပေးလိုက်မယ်နော်နှစ်နဲ့ပတ်သက်ပြီးတော့က20နှစ်လေးနှစ်ရှည်နှစ်6နှစ်3နှစ်1နှစ်9ဒါ9ကွက်နော်နှစ်နဲ့ပတ်သက်ပြီးတော့9ကွက်9နဲ့ပတ်သက်ပြီးတော့9ကွက်ဒါတွေအကုန်လုံးအားဆော့ပေးရမှာနော်အားပြီးတော့ဆော့ပေးပါဆေးပြအောင်လို့ကျွန်တော်ဆော့ခိုင်းတာဖြစ်ပါတယ်ကဲအဲ့ဆိုရင်ဗုဒ္ဓဦးမကျော်အထူးမွေးလေးလုံးကိုကျွန်တော်ကမထွက်သေးဘူးဆိုတော့ကျွန်တော်4 6 1ကိုဆိုပြီးပေးထားပါတယ်ဒီဘကိုဆိုပြီးပေးတာဗုဒ္ဓဦးမကျော်အဲ့ဆိုရင်ဗုဒ္ဓဦးမကျော်ဇာတို့ပတ်တီရောကျွန်တော်နှစ်ဆိုပြီးပေးတာနော်နှစ်ပတ်တီပါကဲရှေ့ရက်တွေကလိုပဲအောင်သွားအောင်မလားဆိုတာတော့ကြည့်ရအောင်ပါဗောနော်အားလုံးပဲကျင်းနေကြလိုက်မယ်လို့မျှော်လင့်ပါတယ် channel လေးကိုလည်း like and subscribe လုပ်တော့ဖို့မမေ့ပါနဲ့တက်ရှိတဲ့ငွေတွေဝင်ကြပါစေအားလုံးပဲတတာပါ